တိုင်မလိုက်ကြည့်နော်ပြန်ဟုတ်ပြီအဲ့ဆိုရင်ဆရာမတို့4 ဒသမ 86တဲ့ကဲအဲ့ဒါဆိုတာဒီ6ကနေ4ကိုအတီဝင်လို့ရလားပြောပါဝင်လို့မရဘယ်နှတီဝင်မှာလဲ3ညလီဝင်မယ်ဟုတ်နော်လီဝင်လို့မရဆိုရင်3ညလီဝင်မယ်အဲ့တော့4တွေကနေ3ညနှုတ်တော့ဘာကြံလဲတာပြောပါအောင်ဒါ4တွေက3ညနှုတ်ဘာကြံလဲ4ပဲကြံမှာပေါ့ဟုတ်နော်ပြီးရင်နောက်ကတစ်ခုကိုဆွဲချဒီတိရလားရတယ်နော်ပြီးရင်ဒီမှာဒသမထိုးမယ်ကဲ6လေးခေါ်ရအောင်6တလီ6 6နေစနေ6 28 6နေ24 6 5နေ30 6 3 6 9 48 6 8လီ48အဲ့ဆိုရင်6 8လီ48ဒီဝင်လိုက်မယ်ပြီးဟိုနောက်မှာ6တလုံးကျန်နေခဲ့တယ်အဲ့ဒါ6ကိုဆွဲချပြီးဘယ်ဒီဝင်လို့ရလဲ6တလီ6အဲ့ဆိုရပြီလားဒါရပြီလားဒါရပြီလားကျန်ထက်ရပြီလား